ဦးလေးကြီးရွှေဟာညစဉ်ညတိုင်းငါးဖမ်းပိုက်ကြီးထမ်းပြီးမြစ်စိတ်ကိုသွားကငါးဖမ်းလေးရှိပါတယ်။တနေ့မှာတော့သူပိုက်ချလိုက်တဲ့အခါငါးကြီးကြီးမမတကောင်မှမရပဲကျိုးပဲ့နေတဲ့ပလွေတစ်ချောင်းနဲ့ပစွန်စိတ်လေးနှစ်ကောင်ပဲပါလာခဲ့တယ်။ဒါပေမဲ့သူကတော့ဒါကိုနဲတယ်လို့မထင်ပါဘူး။ပစွန်လေးတွေကိုပဲငံပြာရည်နဲ့တိုးစားကအရက်လေးတငုံတောက်ပြီးငင်ရည်ရှက်ရည်စားတောက်နေတာပေါ့။အရက်တငုံတောက်လိုက်တိုင်းလဲချောင်းနဲ့နှွေးသွားပြီးရှေးဟောင်းနှောင်းဖြစ်နတ်ဖျားတွေအကြောင်းရေထဲကတရေတစေတွေအကြောင်းတွတ်ပြောနေတတ်ပါတယ်။တောက်လို့ကတော့သူဒုတိယအကြိမ်ပိုက်ပြန်ချလိုက်တယ်။ထူးဆန်းတာကအဲ့ဒီကျိုးနေတဲ့ပလွေကြီးကပိုက်ထဲမှာထပ်ပါလာပြန်ပါတယ်။ဦးလေးရွှေလည်းဆက်စုကျင်တာနဲ့ပလွေကိုကောက်ပြီးမှုတ်ကြည့်တာပေါ့။ဒါပေမဲ့ပလွေကအပေါက်တွေပေါ်နေလို့လေတွေထွက်ကုန်ပြီးအတန်ကလုံးဝထွက်မလာပါဘူး။ဒါနဲ့သူလဲပလွေကိုဘေးနားပစ်ချလိုက်တယ်။သူပစ်ချလိုက်တာနဲ့တပြိုင်နက်ရုတ်တရက်ဆိုသလိုပလွေတန်ကြီးထွက်ပေါ်လာပါတော့တယ်။ဦးလေးရွှေကြောက်လန့်တကြားနဲ့ပလွေစီပြေးသွားပြီးကောက်ကင်လိုက်တဲ့အခါလက်ထဲရောက်တာနဲ့အတန်ကပြန်တိတ်သွားပြန်ပါတယ်။သူကပလွေကိုဟိုလှဲ့ဒီလှဲ့ကြည့်နေတော့မှပဲပလွေကသူ့အလိုလိုအတန်တွေညီလာပြန်ပါတယ်။ဦးလေးရွှေလည်းလက်ပြလွှင့်မတက်ကြောက်လန့်သွားပြီးပလွေကိုမြစ်ထဲပြန်နှွှင့်ပစ်လိုက်တယ်။ဒါပေမဲ့မြစ်ထဲမှာလည်းပလွေတန်ကညီနေတော့မှပဲသူကြောင့်အန်းဖြစ်နေတော့မှပဲနောက်နားကနေရုတ်တရက်ရေတန်ကြီးထွက်လာပါတယ်။လှဲကြည့်လိုက်တော့ဝစ်စုံဖြူဝစ်ထားတဲ့လူငယ်တယောက်ဖြစ်နေပြီးဦးလေးရွှေကိုစနောက်ဖို့အတွက်ပလွေမှုတ်ပြနေတာပါ။ဦးလေးရွှေလည်းတရေ6တာမဟုတ်မှန်းသိသွားတော့မှတပြင်းချနိုင်ပါတော့တယ်။သူတို့နှစ်ယောက်ထိုင်ပြီးစကားစမြည်ပြောကြတာပေါ့။အဲ့ဒီလူငယ်ကဦးလေးရွှေရဲ့အရက်ကိုပဲစိုက်ကြည့်နေတာကိုမြင်တော့ဦးလေးရွှေကလူကောင်ကသာလူငယ်အရက်အကြောင်းတော့တိမဲ့ပုံပဲလို့တွေးမိပြီးနှစ်ယောက်သားအတူတူတောက်ကြပါတော့တယ်။တောက်ပြီးတော့ဦးလေးရွှေပိုက်ပြန်ချပါတယ်။ဒါပေမဲ့တကောင်မှမမိပြန်ပါဘူး။သူကလည်းစိတ်ထဲမှာငါကန်ကြမကကောင်းနေကြပါ။ဒီနေ့ဘာဖြစ်နေတာလဲလို့ညီတွန်တောက်တီးနေတော့ရှိသေးတယ်။ဟိုလူငယ်ရဲ့ပလွေတန်ကြီးထွက်လာတာနဲ့မြစ်ထဲကငါးတွေဟာယူသွတ်သွားသလိုမျိုးပိုက်ထဲကိုအလူရက်တိုးဝင်လာကြပါတော့တယ်။ဦးလေးရွှေလည်းဝမ်းသာအားရနဲ့ကျေးဇူးတင်စကားပြောမလို့လို့တော့လူငယ်ကပျောက်ကွယ်သွားပါတော့တယ်။နောက်နေ့ညမှာလည်းလူငယ်ကအချိန်မှန်ပြန်ရောက်လာပြီးနှစ်ယောက်သားဆက်တောက်ပြီးစကားဆက်ပြောကြပါတယ်။အဲဒီတော့မှအဲဒီလူငယ်နာမည်ကဝမ်လျိုလန်ဆိုတာသိရတာပါ။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအရွယ်ကွာပေမဲ့ညီကိုတွေထက်တောင်ရင်းနှီးတဲ့မိတ်ဆွေစစ်တွေဖြစ်သွားကြတယ်။ဦးလေးရွှေဟာယိုလန်ကူညီဖမ်းပေးတဲ့ငါးတွေကြောင့်မိသားစုကိုကောင်းကောင်းကျွေးမွေးနိုင်ပြီးပတ်စံတွေအများကြီးရှာနိုင်ခဲ့ပါတယ်။တညမှာတော့လေအေးတွေတိုက်ခတ်နေတော့ဦးလေးရွှေကအိမ်မှာဟင်းကောင်းတွေချက်ပြီးယိုလန်ကိုဧည့်ခံပါတယ်။ယိုလန်ကရာသီမရွေးအဝတ်အစားတစ်မျိုးတည်းဝတ်ထားတာကိုသတိထားမိလို့မင်းတစုံတစ်ယောက်စီကထူးဆန်းတဲ့ကွန်ဖူးပညာတွေသင်ထားတာလားလို့မေးမိပါတယ်။ယိုလန်လည်းမလွဲတာတော့ပဲအမှန်တိုင်းပြောပြလိုက်ရပါတယ်။ကျွန်တော်ကလူမဟုတ်ပါဘူး။မြစ်ထဲကရင်းနစ်သေးတဲ့တရေပါ။လွန်ခဲ့တဲ့3နှစ်ကအရက်တစ်ခွက်တောက်ပြီးမြစ်ထဲပြုတ်ကျသေးခဲ့တာပါလို့ပြောပါတယ်။သူကဦးလေးရွှေကိုသူ့လက်ကိုကင်ကြည့်ခိုင်းတယ်။ဦးလေးရွှေကင်ကြည့်လိုက်တော့လူသေးလိုအေးဆက်နေတာကြောင့်လန့်သွားပေမဲ့သတိပြန်ဝင်လာတဲ့အခါမှာတော့မကြောက်တဲ့အပြင်ယိုလန်ကိုတနာတောင်တနာမိသွားတယ်။ယိုလန်ကသူ့ရေနဲ့တရေဖြစ်နေတာ3နှစ်ရှိပြီဖြစ်ကြောင်းငရဲမင်းကသူ့ကိုလူပြန်ဝင်စားဖို့အတွက်လူစားထိုးတစ်ယောက်ရှာခိုင်းထားကြောင်းပြောပြပါတယ်။ဦးလေးရွှေကျတော့ရင်တုန်သွားတာပေါ့။ငါ့ကိုလူစားထိုးမလို့လားလို့တွေးမိတာပေါ့။ယိုလန်ကကြပြကြရညင်းပါတယ်။မဟုတ်ပါဘူး။ခင်ဗျားကမိန်းမမဟုတ်တာ။ငနက်ထန်မိန်းမတစ်ယောက်မြစ်ထဲခုန်ချလိုက်မယ်လို့ပြောပြပါတယ်။ဦးလေးရွှေကသူ့သေးစရာမလိုမှန်းသိသွားတော့ယိုလန်လူပြန်ဝင်စားရတော့မှာမို့လို့ဝမ်းသာအားရအရက်ခွက်မြောက်ပြီးဂုဏ်ပြုလိုက်ပါတယ်။ဒါပေမဲ့သူကအရက်တစ်ခွက်တောက်ပြီးတာနဲ့မူပြီးမှောက်သွားပါတော့တယ်။မနက်လင်းလို့နိုးလာတဲ့အခါယိုလန်ပြောတာကိုသတိရပြီးမြစ်စိတ်ကိုပြေးသွားလိုက်ပါတယ်။တကယ်ပဲသူနဲ့အိမ်ကြီးချင်းဖြစ်တဲ့ရင်းလင်ဆိုတဲ့မိန်းကလေးဟာမျက်နှာမှာကြေကွဲရိတ်တွေနဲ့မြစ်ထဲခုန်ချဖို့လုပ်နေတာကိုတွေးလိုက်လို့ဦးလေးရွှေလည်းချက်ချင်းပြေးသွားပြီးရင်းလင်ကိုအသေးလဲဆွဲထားလိုက်ပါတယ်။မေးကြည့်တော့မှရင်းလင်ရဲ့မိသားစုကသူတို့အိမ်အောင်ရေးကိုသဘောမတူလို့အဆုံးစီရင်ဖို့လုပ်တာတဲ့။ဦးလေးရွှေကဒီမြစ်ထဲမှာမင်းကိုလူစားထိုးဖို့စောင့်နေတဲ့ဝမ်လျိုလန်ဆိုတဲ့ရေနဲ့တရေရှိတယ်။မလုံးနဲ့ဆိုပြီးချောင်းချပြီးရင်းလင်ကိုအိမ်ပြန်ပို့လိုက်တယ်။အဝေးကနေဒါကိုကြည့်နေတဲ့လျိုလန်ကတော့ဘာမှမပြောဘဲတိတ်တိတ်လေးစောင့်ကြည့်နေခဲ့ပါတယ်။ညနေကျတော့လျိုလန်ရောက်လာပါတယ်။ဦးလေးရွှေကအာနာစိတ်နဲ့ညီလေးရာငါမင်းကိုကူညီချင်ပါတယ်။ငါပဲမင်းအတွက်လူစားထိုးအသေးခံပေးပါမယ်လို့ပြောပါတယ်။ဒါပေမဲ့ယိုလန်ကသူ့ကိုအပြစ်မတင်တဲ့အပြင်ရပါတယ်။မနှက်ဖြန်လူပြန်ဝင်စားဖို့ခွင့်ရေးတစ်ကြိမ်ထပ်ရှိသေးတယ်။ခမည်းမျက်နှာကိုမလာနဲ့တော့ကျွန်တော်ကိုထပ်ပြီးအနှောက်အယှက်မပေးနဲ့ဦးလို့မှာလိုက်ပါတယ်။ဦးလေးရွှေလည်းစိတ်မထိန်နိုင်ပဲလူထက်ကယ်မိမှာကြောက်တာနဲ့အိမ်တကားတွေကိုတေချာပိတ်ထားလိုက်တယ်။နောက်နေ့မှာကလေးတစ်ယောက်ကိုချီထားတဲ့အမျိုးသမီးငယ်တစ်ယောက်မြစ်စိတ်ကိုရောက်လာတယ်။ကလေးကတငုံငိုတရေရေနဲ့ပေါ့။ဦးလေးရွှေအိမ်ထဲကနေကြတော့စိတ်မချနိုင်ပဲပစိန်နဲ့တကားကိုခုတ်ထွင်ပြီးမြစ်စိတ်ကိုပြေးထွက်သွားပြန်ပါတယ်။ဒါပေမဲ့သူရောက်သွားတဲ့အခါအဲ့ဒီအမျိုးသမီးကမြစ်ထဲမခုန်ချပဲကလေးကိုချီပြီးလှည့်ပြန်သွားတာကိုတွေ့လိုက်ရတယ်။သူလည်းစိတ်အေးသွားတာပေါ့။ညနေမှာယိုလန်ရောက်လာပြီးပြုံးပြုံးလေးပြောပါတယ်။ကလေးလေးငုံနေတာတနာစရာကြီးဗျာ။ကျွန်တော်သာအဲ့ဒီအမျိုးသမီးကိုရေထဲဆွဲချလိုက်ရင်ကလေးလေးဘယ်လိုလုပ်မလဲ။ကျွန်တော်မလုပ်နိုင်ပါဘူးလို့ပြောပါတယ်။ဦးလေးရွှေလည်းလေးစားသွားပြီးမင်းရဲ့စိတ်ထားကိုနတ်ဖျားတွေသိကြမှာပါ။မင်းအတွက်ကောင်းတာတွေဖြစ်မှာပါလို့ချီးကျူးလိုက်ပါတယ်။ရက်အနေငယ်ကြတဲ့အခါယိုလန်ဟာဝမ်းသာအားရနဲ့ဦးလေးရွှေစီရောက်လာပြီးကျွန်တော်နဲ့ဖျားဖြစ်တော့မယ်လို့အော်ပြောပါတယ်။ဦးလေးရွှေကကြောင်သွားတော့မှယိုလန်ကရှင်းပြတယ်။ကျွန်တော်လူစားထိုးဖို့ခွင့်ရေး2ကြိမ်စလုံးကိုစွန့်လွတ်ခဲ့တဲ့အတွက်တရားမင်းကကျွန်တော်ကိုကြောက်ရွံခရိုင်ရဲ့မျိုးဆောင်တဲ့အဖြစ်ခန့်အပ်လိုက်ပြီလို့ပြောပါတယ်
ဦးလေးရွှေလည်းသူ့တငယ်ချင်းနတ်ဖျားဖြစ်သွားလို့အံ့ဩဝမ်းသာဖြစ်သွားတာပေါ့နောက်နေ့မနက်မှာတော့အပြင်မှာမောင်းတန်ပုံတန်တွေစူညံနေလို့ဦးလေးရွှေထွက်ကြည့်လိုက်တော့ရိုလန်ဟာမျိုးစောက်နဲ့မင်းဝတ်တန်စာကိုဝတ်ဆင်ပြီးနတ်သမီးနတ်သားတွေခြံရံလို့ကြောက်ရွံခရိုင်ကိုတာဝန်ထမ်းဆောင်ဖို့သွားနေတာကိုတွေ့လိုက်ရပါတယ်မသွားခင်မှာရိုလန်ကစာလိပ်တစ်ခုကိုဦးလေးရွှေစီပြချပေးခဲ့တယ်ဦးလေးရွှေထန့်ကြည့်လိုက်တဲ့အခါစာလုံးကြီးလေးလုံးရေးထားပါတယ်အဲ့ဒါကတော့စေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စာပါပဲဒီပုံမြင်လေးကတကယ်ကိုရင်ထဲထိစရာပါပဲဝမ်ရိုလန်ဟာလူပြန်ဝင်စားဖို့ခွင့်ရေးကိုနှစ်ကြိမ်တိုင်တိုင်ဆွန့်လွတ်ခဲ့တယ်အပြစ်မဲ့သူတွေကိုဒုက္ခပေးမဲ့အစားသူကိုယ်တိုင်ပဲနာကျင်မှုကိုခံစားဖို့ရွေးချယ်ခဲ့တယ်ဦးလေးရွှေကလည်းစိတ်ထားကောင်းလို့လူတွေကိုကယ်တင်ခဲ့ပြီးအပြန်အလှန်အနေနဲ့တသက်တာကံကောင်းခြင်းတွေကိုရရှိခဲ့ပါတယ်နောက်ဆုံးမှာတော့စေတနာဆိုတာဘယ်တော့မှအရှုံးမရှိပါဘူးအကောင်းဆုံးသောကောင်းချီးမင်္ဂလာပဲဖြစ်ပါတယ်ဒီပုံမြင်လေးအပေါ်ပရိသတ်ကြီးတို့ဘယ်လိုမြင်ကြလဲကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးနော်